ဒံပေါက်ချန်ဒီလာမေးထားတာ69ရောက်ရှိသွားပြီမလို့ကျွန်တော်ဒံပေါက်ချန်ဒီလေးမျှဝေပေးလိုက်ပါတယ်ကြက်သားဒံပေါက်ကိုလွယ်လွယ်လေးနဲ့စားလို့ကောင်းတဲ့နည်းလေးကိုပြပေးမှာဖြစ်ပါတယ်ဗီဒီယိုကအရင်ထက်တော့နည်းနည်းလေးပိုရှည်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့စပြီးတော့ချက်ကြပါမယ်ခင်ဗျာအရင်ဆုံးကြက်သွန်ဒီပပလေးထားတာကိုစီထဲမှာထည့်ကြုံမယ်ဝါဝါကျွတ်ကျွတ်လေးကြာရင်တော့ဝါနေတော့ဆယ်ထားပြီးအေးခံမှာမဲမဲလေးကြာရင်တော့မဲတဲ့ထိကြော်လိုက်ပါဗျာပြီးတော့ကျွတ်သွားပြီဆိုရင်ခြေထားပါမယ်ခြေပြီးရင်ကြက်သွန်ကြော်တွေကိုစားထည့်မယ်တကြားထည့်မယ်ကြက်သားမုံထည့်မယ်ပြီးတော့ပျော့ဆလာထည့်ပါမယ်ပျော့ဆလာမများထည့်ပြီးတော့နှက်အောင်နေထားပေးလိုက်ပါခင်ဗျာနှက်အောင်နေပြီးသွားပြီဆိုရင်ကျွန်တော်တို့ဆန်လေးဆေးပြီးတော့ဆန်ကိုစိမ့်ပါမယ်ဆန်စိမ့်ထားတော့မှကြက်သားနှက်ပါမယ်ကြက်သားတွေကိုမဆလာရဲ့စားကြက်သားမုံတကြားရဲ့ဒိန်ဂျိုလေးရဲ့ထည့်ပြီးနှက်ထားပါမယ်ကြက်သားနှက်နေတော့မှဆန်လေးကိုပြန်ပြုတ်လိုက်ပါမယ်ခင်ဗျာရေနွေးဖွက်ပြီးဆိုရင်ထည့်လိုက်ပါသူ့ကိုမဆက်ဆက်လေးပြုတ်ရင်တော့ဝက်ဆန်အကုန်ပျောက်တဲ့အထိမပြုတ်ပါဘူးပြီးရင်ဆယ်ထားလိုက်ပါပြုတ်တဲ့စားနဲ့ထည့်ပါတော့ပြီးတော့ကြက်သားလေးနှက်ထားတဲ့ဟာတွေကိုအောက်ကတဲဦးထဲမှာခင်းလိုက်မယ်ပြီးတော့ဆန်တစ်ထပ်ခင်းမယ်ပြီးတော့အယောင်ကာလာလေးတွေကြိုက်တာထည့်မယ်ပြီးတော့ဒီကြက်သွန်ကြော်နဲ့မဆလာနေထားတာတွေထည့်မယ်စပစ်တီ6တို့တီယိုစီတို့ရှိရင်ထည့်ဗျာနော်ကျွန်တော်ကတော့မရှိလို့မထည့်ဘူးဗျာခင်ဗျားတို့ကြိုက်ရင်ထည့်ဖို့ဗျာနော်အဲ့လိုမျိုးလေး3-4တက်လောက်လုပ်ဖို့နော်ကိုဆန်နေအစပလာအနေများဖို့မူတည်ပြီးကျွန်တော်ကတော့ဒီလိုမျိုးလေး3ထပ်လုပ်လိုက်ပါတယ်ပြီးတော့နောက်ဆုံးမှအပေါ်ကနေပြီးတော့အဲ့လိုမျိုးလေးအုပ်ပြီးဆိုရင်ကြက်စီလေးထည့်ပါမယ်ခင်ဗျာကြက်စီမရှိရင်ရိုးစီထည့်လို့ရပါတယ်ပြီးတော့နိုးစိမ်းလေးပေါက်ပါမယ်နိုးစိမ်းလေးများများထည့်ပြီးလို့ရှိရင်နိုးစီထည့်ပါမယ်ခင်ဗျာနိုးစီမဟုတ်ပါဘူးဟိုထောပတ်ထည့်ပါမယ်ရောကုန်ပြီထောပတ်ထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့မီးသေးသေးလေးနဲ့နှက်ပေးပါမယ်နှက်နေတော့မှဟိုဘက်ဒီဘက်တခြားလေးလှည့်ပြီးတော့လောက်ရပါမယ်ဟိုအောက်ကငပြောရွက်လေးခံပြီးတော့ဒီလိုလောက်ရင်ပိုစိတ်ချတယ်ဗောနော်ကျွန်တော်ခုနဆန်ပြုတ်တဲ့ထဲမှာကတဝေးရွက်တွေပါထည့်ဖို့မေ့သွားလို့ပေါင်းနေတော့မှပဲပြန်ထည့်ပါတယ်ဟုတ်ကဲ့ရပါပြီဆိုရင်နဲလို့ကောင်းသွားအောင်လို့စလုံးကြီးရဲ့တဲကိုပြောင်းထည့်လိုက်ပါပြောင်းထည့်ပြီးပြီဆိုရင်ဖွာလေးနေပေးပါမယ်ခင်ဗျာကဲဒါဆိုရင်တော့အရန်ကောင်းတဲ့ချက်စီထမင်းလေးကိုရသွားပါပြီကျွန်တော်အုံးထမင်းလေးမြည်ကြည့်လိုက်ပါဦးမယ်ခင်ဗျာအရန်စားလို့ကောင်းပါတယ်ခင်ဗျာ